သာသနာတော်အရှိခန့်ရတည်ထအောင်လုပ်တဲ့နည်းတွေလုပ်သွားတဲ့ထဲမှာဖျားဟောပြတဲ့တရားဓမ္မတွေဓမ္မနဲ့ဝိနည်းရေရှိတည်တတ်မှုအတွက်ဘာလုပ်ရမလဲဆိုရင်သာသနာမှာတာဝန်ထမ်းဆောင်နေတဲ့ဒါယဟန်တွေအဓိကသာသနာမှာတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေဟာမှန်ကန်တဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူကြဖို့ဒါနံပါတ်1အဲ့တော့သာသနာတည်ထားမှုအတွက်ဘုရားရဲ့အဆုံးအမတွေသင်ရမှာမသင်လို့ရှိရင်သာသနာပျောက်သွားနိုင်တယ်လို့သူတို့ပြောတယ်ဒီစကားကိုယူပြီးတော့ပရိယတ္တိယေဝသာသနာတမူလံသင်ယူခြင်းသိတာလင်သာသနာတော်ရဲ့အတွက်အခြေမြစ်အကြောင်းဖြစ်တယ်လို့နောက်ပိုင်းကဆိုတာဖြစ်တယ်အကယ်၍မသိဘူးဆိုရင်ဘုရားဘာတွေဟောခဲ့တယ်လဲဆိုတာဘယ်သူမှမှတ်မိတော့မှာမဟုတ်တော့ဘယ်သူမှသိမှာမဟုတ်လက်ဆင့်ကမ်းလို့မရဘူးစာအုပ်တွေလက်ဆင့်ကမ်းရင်လည်းမဖတ်တတ်လို့ပျောက်ကုန်မှာပဲဖြစ်တယ်စာအုပ်ကိုလက်ဆင့်ကမ်းရမှာမဟုတ်ဘဲနဲ့သင်ကြားမှုဖြင့်လက်ဆင့်ကမ်းရမှာသာဖြစ်တယ်ပေါ့ဘယ်ပညာရဖြစ်ဖြစ်သင်ပေးရမှာဖြစ်တယ်မသင်ဘူးဆိုရင်ပျောက်ကွယ်သွားတယ်ဒါကြောင့်မြတ်စွာဘုရားသာသနာတော်တည်တံ့မှုအတွက်ဘာလုပ်ရမလဲသင်ယူရမယ်ဘုရားဟောတဲ့တရားတော်တွေကိုမှန်မှန်ကန်ကန်သင်ယူခြင်းနောက်တစ်ခုကမှန်မှန်ကန်ကန်ပို့ချပေးခြင်းသင်ယူခြင်းနဲ့ပို့ချခြင်းဒီနှစ်ခုကိုပရိယတ္တိလို့ခေါ်တာဒီသုတ်တံမှာဟောထားတယ်မြတ်စွာဘုရားဘောဓုရရှိတဲ့ပုဂ္ဂိုလ်စာတတ်ပိတဲ့ပုဂ္ဂိုလ်တွေကစာကိုချပေးပါပို့ချပေးပါရှင်ငယ်ရဟန်းငယ်တွေကစာတွေကိုသင်မှာကြိုးစားပြီးတော့သင်မှာပြောစကားကိုနားထောင်ပါနော်ပြောစကားကိုနားထောင်မယ်နောက်ဆုံးတစ်ခုကတော့ခေါင်းဆောင်လုပ်တဲ့မထေရကြီးတွေသာသနာမှာခေါင်းဆောင်လုပ်နေတဲ့မထေရကြီးတွေဟာလက်လက်ပပေါ်များအောင်မလုပ်ပါနဲ့နော်လက်လက်ပပေါ်များရုံဘုံကြီးအောင်မလုပ်ပါနဲ့သာသနာတော်အတွက်ကိုမရသေးတဲ့အရေးချင်းတွေရအောင်ကြိုးစားပါလုံလဝိရိယမလျှော့ပါနဲ့လို့မြတ်စွာဘုရားဒီသုတ်တံမှာဟောလို့ရင်ဒီအချက်လေးချက်ပဲအဲ့ဒီအချက်တွေတိုင်းဒီကနေ့ဆောင်းဝဲတွေဆက်လက်ကျင်းပနေတယ်စာသင်တိုက်ကြီးတွေရှိပြီးစာတွေသင်ကြားနေကြတယ်ပို့ချနေကြတယ်ဒါကြောင့်မို့လို့သာသနာတော်ဟာစင်ဆက်မပြတ်ထွန်းကားနေတာဖြစ်တယ်ဆိုတဲ့အချက်ကိုတတိကြီးစွာထားဖို့လိုအပ်ပါတယ်တို့တွေသာသနာပြုချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမှာလဲစာသင်ရမှာစာချရမှာဒီလိုအဓိကကြားတယ်ဆိုတာစာသင်စာချခြင်းဖြင့်ဒါလည်းမြတ်စွာဘုရားရဲ့အဆုံးအမတွေရှင်တဲ့နှလုံးထဲမှာရှင်သန်နေမှာဖြစ်တယ်ရှင်တဲ့နှလုံးထဲမှာရှင်သန်နေမယ်ဆိုလို့ရှိရင်အခုလိုကောင်းမှုတော်ဘုရားလိုစေတီပထိုးကြီးတွေဟာမြန်မာနိုင်ငံမှာဒီထုံးရောင်ဖွေးဖွေးရွှေရောင်လွင့်လွင့်နဲ့စက်တည်ရှိနေဥမှာပဲဖြစ်တယ်အကယ်၍သာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရှင်တွေကပျောက်သွားပြီဆိုရင်ရွှေရောင်လဲပျောက်ထုံးရောင်လဲကွယ်နောက်ဆုံးမှာအမောက်နဲ့ရောက်သွားနိုင်တယ်ဆိုတာတတိချကြရမှာဖြစ်တယ်ဒါပေမဲ့တန်ခါတပူဇာမဟာဘောဂဝံတော်တန်ခါတော်တွေကိုပူဇော်ရင်စီစဉ်ဥစ္စာကျွယ်ဝတယ်ဆိုတာနည်းနည်းအကြောင်းအကျိုးဆက်ဆက်လို့မရဘူးအခုဘုန်းကြီးတွေဟောနေတာကတော့ဒီဘဝလူပြီးရင်နောက်ဘဝနတ်ပြည်ရောက်မှာဟောနေကြတာဟုတ်ပါအဲ့ဒါတော့နောက်ဘဝနတ်ပြည်တွေကတော့ထားလိုက်တော့လေကွာဟုတ်လားမင်းတို့လည်းမသိသေးဘူးငါလည်းမသိသေးဘူးတော့နတ်ပြည်လည်းမင်းလည်းမရောက်သေးဘူးငါလည်းမရောက်သေးဘူးဘယ်လိုလုပ်စီးသွားလို့တက်မှာတော့နော်အဲ့ဒါလေးစဉ်းစားတစ်ချက်ပေါ့နော်အဲ့ဒါလေးကိုစဉ်းစားလို့မရနောက်မင်းကုန်းဆရာတော်ကြီးပြောတဲ့စကားလေးတစ်ခုသွားစဉ်းစားမိတယ်မင်းကုန်းဆရာတော်ကြီးကပိုးကိုအလုပ်လေးတစ်ခုလုံးမလို့ကြောင်းပေါ်ထိုင်းနေလို့ရှိရင်တဲ့ပိုးလောက်လန်းတွေကရွာနဲ့တက်လာတာတဲ့ကိုနန်းကိုကတ်လာတာကတော့ဒီကောင်လေးတော့တက်နေပြီတော့မှာပဲတက်နေပြီမှာဆိုလို့ဆိုတော့ပိုးလောက်လန်းလေးကိုင်းပြီးတော့ခါဝဲသွားလှုံပြီးတော့ပြန်ထိုင်တောင်းလောင်းကြသူကရောက်လာပြန်ရောပိုးလောက်လန်းလေးကရောက်လာပြန်ရောတဲ့ရောက်လာပြန်အဲ့ဒါလေးကောက်ပြီးတော့ဘေးသွားပို့လိုက်ပြန်တခါပြန်ရောက်လာလိုက်ပြန်ဆရာတော်ကြီးအဲ့လိုပြောတယ်ပြောပြီးတော့အဲ့ဒါဘာပြောလို့ဆိုတော့ပစ္စည်းလာပါဆိုတာအဲ့ဒီလိုပဲတဲ့ကိုကမလိုချင်လို့ဒီပစ္စည်းဥစ္စာကြီးရှိနေတာကြီးကိုပဲလေငါအတွက်ဆင်းရဲဒုက္ခတွေရောက်နေတာသူ့ကိုထိမ့်သိမ်းဆောင်းရှောက်ပြီးတော့သူ့မပြောင်းမပြစ်အောင်ထိမ့်သိမ်းဆောင်းရှောက်အလုပ်တွေရှုပ်နေတာပဲဒီပစ္စည်းဥစ္စာကြီးပေါ်တို့တတ်မဲ့တဲ့တဏှာတွေပြည့်နေတာပဲကဲဒီပစ္စည်းဥစ္စာကြီးငါဆုံးလိုက်မယ်ဆိုပြီးတော့သွားဆုံးလိုက်တယ်ရှင်ဟုတ်လားဘိုးလောလန်လေးသွားပြစ်လိုက်တယ်လို့ပဲပြစ်လိုက်တာပြ
ပြစ်လိုက်ရင်ပြန်ရောက်လာတယ်သူကဆရာတော်ကြီးကနော်ပြစ်လိုက်တဲ့ခါပြန်ရောက်လာပြန်ဟောတဲ့ခါရောက်လာပြန်ပြီဒါကြီးကငါတော့ပြန်လှုပ်လိုက်အောင်မကွာဆိုပြီးသူကလှုပ်လိုက်ပြန်တော့ပြန်ရောက်လာရောဩအဲ့ဒီလိုပဲတဲ့တဏှာလောဘရဲ့တတ္တိကလိုချင်လို့ရှိရင်သူကဆရာတော်ကြီးကမရဘူးတဲ့မလိုချင်မှရတာတဲ့အဲ့လိုပြောတာသူပြောချင်တာကတော့မိုးလောက်လာကိုဥပမာနဲ့ပြောတာဆရာတော်တွေ့လားဟိုတရားကိုနောက်မှပြောတယ်ဗျတရားလိုချင်ရင်မရဘူးတဲ့မလိုချင်မှရတာတဲ့ကိုကသူ့ခိုင်းပြီးမှဆိုလို့သွားလွတ်ပြလိုက်ရင် तू ကပြန်ကတ်လာတယ်တဲ့အဲ့ဒီလိုပဲပစ္စည်းဥစ္စာရဲ့သဘောကသူ့ဘောကမတွေ့တာမတတ်မဲ့ပဲနဲ့စွန့်လိုက်လို့ရှိရင် तू ကပြန်လာတတ်တယ်တဲ့ဒါကဆရာတော်ကြီးပြောတဲ့မိန့်ခွန်းပေါ့နော်အဲ့ဒါလေးနဲ့ခေါင်းလာတော့စာလေးနဲ့တခါစဉ်းစားလိုက်တာပေါ့စဉ်းစားလိုက်ပြီးတော့တခါစာပေမှာဘာသွားတွေ့တော့ဆိုတော့ဒူတင်စောက်တည်တဲ့ဘုန်းကြီးတွေဆရာတော်ကြီးတွေဘုရားလက်ထက်ကလည်းပဲဘုန်းကြီးတွေလူတွေနဲ့တွေကချစ်တယ်လူရတယ်တန်းကြတယ်ဆိုတော့သွားကြည့်သိလိုက်သိပြီးတော့တခါဘာစဉ်းစားမိတော့ဆိုတော့ဘောဓိမြိုင်ဆရာတော်ကြီးတောထဲနေတာတောရစောက်တည်ပြီးတော့ဒူတင်မဲ့ဆွန်းတဲ့သပိတ်နဲ့ဆွန်းကန်စားတာဒါပေမဲ့လို့ဆွန်းသွားလောင်းတဲ့သူတွေအများကြီးဆွန်းနေမကဘူးဝတ္ထုငွေတွေရောသင်္ကန်းတွေရောပစ္စည်းတွေရောလောင်းတာဆွန်းတခါထွက်ရင်ကားနဲ့2စီးလေးလောက်ရဆိုပဲအဲ့ဒီကြတော့မှဒါဒူတင်စောက်တည်တဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးတွေဆိုတာလေဒါပဲအားလို့အဲ့ဒါလည်းပဲသွားတွေ့တယ်နောက်တာမင်းညာဆရာတော်ကြီးတို့တောထဲမှာနေတာတတိုင်းလုံးတစ်ပြည်လုံးကသွားပြီးတော့လှူကြတန်းကြတာတွေသွားစဉ်းစားမိတယ်ပေါ့မင်းကဆရာတော်ကြီးပြောတဲ့စကားနဲ့ခုနကဗမောဆရာတော်ကြီးရွတ်တဲ့သံဃာတပူဇာမဟာဘောဂဝန်တော်ဆိုတဲ့စကားနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်တာပေါ့တွေးကြည့်လိုက်တဲ့အခါကျတော့ဟုတ်တဲ့သဘောရှိတယ်ဒူတင်ဆိုတာကတခါမှလူတဲ့ဆွမ်းမစားဘူးငါသပိတ်နဲ့ပဲဆွမ်းကန်စားမယ်ဆိုပြီးတော့ကိုယ့်နဲ့ကိုယ်သပိတ်နဲ့ဆွမ်းကန်စားတဲ့ခါကျတော့တခါမှကမလှူရတဲ့ခါကျတော့သူဆွမ်းကန်ကြွတဲ့နေရာသွားလှူကြတာကြည့်ပါလားနော်တမညာဆရာတော်ကြီးမျိုးတွေရွာတွေမကြွဘူးဆိုတော့တော့သွားလှူကြကြည့်ပါလားသူနဲ့တော့တဲ့တကူတက်ကသွားတာနော်ရောက်အောင်မနေသွားယူရတာနော်ဒါမဲ့လို့အဲ့လိုပင်မသွားလှူကြကြည့်ပါလားအဲ့ဒီကြတော့မှကိုကမလိုချင်တယ်လို့လွတ်လိုက်ရင်ပြန်လာတယ်ဆိုတော့ခေါင်းကမင်းကုန်းဆရာတော်ကြီးရဲ့စကားအဲ့မတော့သဘောပေါက်တယ်အဲ့ဒီကနေပြီးတော့ဆက်တွေးပြီးတော့မှတန်ခါတပူဇာမှာဘောကဝင်တော်ဆိုတဲ့ပါဠိကဒါကိုပြောတာဖြစ်ရမယ်လို့တန်ခါကိုပူဇော်လို့ရှိရင်စီစဉ်ဥစ္စာကသူ့အလိုပြန်ပြီးတော့လာတတ်တယ်သဘောရှိတယ်အဲ့ဒါလေးကိုငါကတွေးမိတာမင်းတို့ကိုလည်းပဲငါကအဲ့ဒါသတိထားမိတယ်ပေါ့ဒါသူတို့လက်ပိုက်ဆိုင်လေးစဖွင့်တော့တလားတစ်ချိန်တလားတစ်ချိန်ဒီကဲသူဆုံးလာကျွေးလာတာလို့နှစ်ပေါင်း2နှစ်3နှစ်လောက်ကြာတယ်နော်မင်းတို့ကျွေးတာ3နှစ်လောက်ကြာတယ်နေတော့မို့တလားတစ်ချိန်ကျွေးလာတာမရှိဘူးဘုရုမငါဒီကြောင်းရောက်တာ38နှစ်ရှိပြီမင်းကျောင်းဖွင့်ကြရရောက်တာနော်အဲ့လိုမင်းတို့တလားတစ်ချိန်ဟိုလိုအသင်းဖွဲ့တော့ရှိပါတယ်ပုံညာတန်အာယဝတ္တအသင်းဆိုတော့လှူပါတယ်ဒါမှမဟုတ်သူတို့အသင်းလည်းခုတော့ပိုင်းတော့အားနေသွားပြီရောသူတို့တာမင်းတို့နဲ့အဲ့ဒါပဲရှိတယ်ဒီတက်ကတုံးမှာပုံညာဝတ္တနာသာဟာယအသင်းရဲ့မင်းတို့ရဲ့ပဲလို့တလားတစ်ချိန်လှူတာမရှိဘူးအဲ့ဒီကြတော့မှစာရီကိုစဉ်းစားတော့အဲ့ဒီကနေပြီးတော့ငါဘာတွေးမိတော့ဆိုတော့စာရီကိုတချို့ကစာရီဖတ်ပြီးတော့မယုံမကြည်ဖြစ်ကြတာကကိုကညံမိအောင်မတွေးတတ်လို့ညံမိအောင်တွေးတဲ့ခါကျမှသဘောကတွေးလာနော်အခုဒီ3ခုကိုငါတွေးတာကြားပြီးဗုဒ္ဓတပူဇာမဟာသေဇဝင်တော်လည်းပဲငါတွေးလို့ရတယ်ဓမ္မတပူဇာမဟာပညာဝင်တော်လည်းတွေးလို့ရတယ်သံဃာတပူဇာမဟာဘောဂဝင်သံဃာပူဇော်ရုံနဲ့ဘယ်လိုလုပ်စီဝတ်တက်မှာတော့ဒီလိုစဉ်းစားခြင်းအကြောင်းနဲ့အကျိုးကဆက်ဆက်လို့မရဘူးနည်းနည်းလှမ်းနေတော့နော်အခုဒီဟာကြည့်လိုက်တော့မှဒီလိုသဘောကိုပြောတာပဲလို့မြတ်စွာဘုရားပြောတာစဉ်းစားမိပါတယ်